အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် C sharp D flat family quad ရဲ့ဒီ do re mi fa နဲ့ကျွန်တော်တို့သူ့ရဲ့ family quad မှာ major quad ဘယ်နှခုပါလဲ minor quad ဘယ်နှခုပါလဲအဲ့ဒီအရာလေးကိုနည်းနည်းလေးပြပြသွားချင်ပါတယ်ဆိုတော့သူ့ရဲ့ do re mi fa က do ကကျွန်တော်တို့ C sharp D flat ဖြစ်မယ် re ကကျွန်တော် D sharp E flat ဖြစ်မယ် mi ကကျွန်တော် F minor fa ကကျွန်တော် F sharp G flat so ကကျွန်တော် G sharp A flat လာကကျွန်တော် A sharp minor B flat ဖြစ်မယ် T ကတော့ကျွန်တော် C ဖြစ်မယ်ပြီးရင် G sharp 7လည်းတီးလို့ရတယ် A flat 7လည်းတီးလို့ရတယ်ဆိုတော့ဟုတ်ပြီတော့ကတော့ဒီဘက်ကိုဖြစ်လာမယ်ပေါ့ဒီကတော့ကျွန်တော်တို့သူ့ရဲ့ do re mi fa ဖြစ်ပါတယ် C sharp D flat family quad တင် major quad ကတော့ကျွန်တော်၄ခုပါရှိတာဖြစ်ပါတယ်အဲ့ဒီ၄ခုမှာတော့ကျွန်တော်တို့C sharp D flat ပါမယ် G sharp A flat ပါမယ် F sharp G flat ပါမယ် C ပါမယ်ဒါတော့ major quad ၄ခုဖြစ်တယ် minor quad ကတော့ကျွန်တော်တို့ A sharp minor B flat minor ပါမယ် D sharp minor E flat minor ပါမယ်ပြီးတော့ခုက F minor ပါမယ်ဒါကတော့ minor quad ၃ခုဖြစ်တယ်အပေါ်ကတော့ major quad ၄ခုဖြစ်တယ် C sharp D flat family quad ပြင်ရှိတဲ့ major quad နဲ့ minor quad ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘ ഹു တုတအနေနဲ့စာတွေ့အားဖြင့် sharing ပေးခြင်းဖြစ်ပါတယ်ဆိုတော့အသေးစိတ်အနေနဲ့တကယ်ကိုတင်ကြားခြင်းနဲ့တကယ်ကိုလေ့လာခြင်းနဲ့ဆိုတော့တီးခတ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်တော့ကျွန်တော် online class ကိုဖွင့်လှစ်ထားတာဖြစ်တယ်လာ join လို့ရပါတယ်ဆိုတော့နောက် video မှာပြန်တွေ့ကြမယ်အားလုံးကဖျားရှင်ကောင်းချီးပေးပါစေ God bless you